product line ကတော့ကျမတို့ဟို double thread လို့ခေါ်တဲ့ကြိုးတိုင်းနေကြိုးတိုင်းလေးတွေရှိမယ်ပြီးလို့ရှိရင်ဒီနည်းနည်းကြီးတဲ့ဟိုဟာတွေအတွက်ကိုဒီတိုင်း window လေးတွေပေါ့လေwindow ဆိုအပါရှိမယ်အမြင့်ရှိမယ်တစ်လက်မနှစ်လက်မ flat ပေါ့နော်အဲ့လိုမျိုးဟုတ်ကျမဒီဇိုင်းတော်တော်များများကိုတော့အားလုံးစုံအောင်ထုတ်ပါတယ်ဒါပေမဲ့ကျမမှာဟိုကညက်မရှိသေးဘူးညက်ဖက်နဲ့မရှိသေးဘူးပေါ့နော်အဲ့လိုမျိုးရိုးရပတ်တန်မပါဘူးလေတာကိုပဲပြောင်းကိုဆက်ပေးထားတယ်ဟုတ်ကျမကတော့ဟိုပါပေါ့နော်ဟိုကိုယ့်ရဲ့ concept ကတော့ရိုးပြောင်းဆိုရင်အများကြီးဟိုဝယ်လို့ရတဲ့ဟိုဟာတွေ brand တွေရှိတယ်ပေါ့လေအဲ့တော့ဟိုဒီ color နှစ်ရောင်လေးဆက်ပေးထားလိုက်တဲ့အချိန်မှာသူတို့လည်းကြိုက်ကြပါတယ်အဲ့လိုမျိုးပေါ့ပတ်တန်မပါတော့ဘူးပေါ့တချို့ corporate တွေကမဟုတ်ဘူးအမထုတ်ပေးပါလို့ဆိုတဲ့အတွက်ကြောင့်အဲ့ဒါတော့သူတို့ရဲ့ special request ပါဟုတ်အမရိုးရပဲထုတ်တယ်ပြောင်းဆိုလို့ရှိရင်တော့ other brands တွေအများကြီးရှိပါတယ်ဝယ်လို့လည်းလွယ်လို့ဟာမထုတ်ပါဘူးဆိုတော့အမဖက်နက်ကစီးလို့ကောင်းတော့ဒီဟာကိုစီးကျင်လို့ပြောင်းထုတ်ပေးပါဆိုတဲ့ဟာအတွက်ကိုထုတ်ပေးထားပါတယ်ကျမလောလောဆယ်တော့အဓိကတော့ဒီဈေးကွက်လိုအပ်ချက်ကိုတော့အများအားလေ့လာပြီးတော့ဒီအမျိုးသမီးတွေရဲ့ lifestyle လည်းအများအားလေ့လာနေတာပြီးရင်ဟို design ဟိုခက်ကိုလည်းအများနဲ့ like နေရတယ်ပေါ့နော်အဲ့ခါကျတော့ဒီလက်ရှိနေတဲ့ product line ပေါ်မှာတော့ design တွေကအများနဲ့စမ်းသစ်နေမှာပြီးရင်ကိုယ့်ရဲ့ theme alike ဒီရိုးရာ pattern တွေကလည်းတစ်ခုပြီးတစ်ခုထပ်ပြီးတော့လာမယ်ပေါ့နော်နောက်ထပ်ပြီးလို့ရှိရင်ဒီအမျိုးသမီး line မှာဆိုရင်တော့ဒီ fashion နဲ့ပတ်သက်တဲ့ဒီဟိုနောက်ထပ် product လေးတွေထပ်ပြီးတော့ဟိုဟာလုပ်မယ်ပေါ့လေပြီးလို့ရှိရင်ဒီယောက်ျားလေးဖက်နက် design လဲကျွန်မသွားမယ်ဟုတ်အဲ့လိုမျိုးတွေတော့ဟုတ်ယောက်ျားလေးကြတော့ main clean နဲ့မတူဘူးဗာလဲဆိုတော့သူတို့ကဟိုဖက်နက်ကလှတယ်ဆိုပြီးဝယ်လိုက်ပဲဟိုသူတို့ပေါ်ဖို့လဲကြိုက်တယ်ပေါ်တာလဲကြိုက်တယ်အကျန်းအဲ့လိုမျိုးလဲကြိုက်တယ်ဆိုတဲ့အခါကျတော့အခုစမ်းထားတဲ့မူကကြည့်ရတာလေးတယ်ပေါ့အောက်ကဟိုဟာလေးတယ်ဆိုတော့အဲ့တော့ဟိုမကြိုက်သေးဘူးပေါ့မှဟုတ်လာတော့လာမှာပါအခါလူကြိုက်များတယ်ကချင်လူကြိုက်များတယ်အဲ့လိုဟုတ်ကဲ့သူတော့ကြိုက်ကြတယ်ဒီဖက်နက်ဒီဇိုင်းကိုသွားမယ်ဆိုဘယ်ရိုးရမဆိုဒီဒီဇိုင်းပေါ်မှာတင်လိုက်တာမဟုတ်ဘူးကျွန်မရိုးရရဲ့ဒီဇိုင်းနဲ့ဒီရိုးရစဉ်ကမလိုက်ဘူးဆိုရင်ကျွန်မမထုတ်ဘူးဆိုတဲ့အခါကျတော့ကျွန်မနောက်ထပ်ဒီဇိုင်းစဉ်းစားတယ်နောက်ထပ်ဒီဇိုင်းစဉ်းစားအဲ့ကြောင့်မလို့ shoes ရဲ့ဒီဇိုင်းကလည်း3မျိုး4မျိုးလောက်ဖြစ်သွားတာပေါ့အဲ့တော့ဟို Rakhine ဆိုလို့ရှိရင်ကျွန်မဒီဇိုင်းတစ်မျိုးလေးနဲ့သွားတယ်ဒီဒါချင်းဆိုလို့ရှိရင်ချင်းကိုကျွန်မဒီလိုပုံစံမျိုးနဲ့သွားတယ်ဖက်နက်ဒီဇိုင်နာတည်တံ့ရှိတယ်ကျွန်မကဒီရိုးရာရဲ့ဒီဇိုင်နာ direction ကိုပေးတာမဟုတ်ဘူးငါဒီလိုသွားချင်တာအဲ့လိုမျိုးပေါ့နော်အမဒီဟာကဒီလိုတင်လိုက်မယ်ဆိုမဟုတ်ဘူးဒီဟာဒီမလှဘူးပေါ့လေကျွန်မအဲ့တော့ဟိုဘယ်ဟာလူကြိုက်အများဆုံးလဲဆိုအမထုတ်သမျှ collection ကျွန်မဟိုပထမတစ်သုတ်ဒုတိယတစ်သုတ်ဆိုရင်တခါမှကိုစီးဖို့တော့မကြမ်းဟုတ်တယ်ကုန်တယ်ဟိုအဲ့ဒါလည်းကျွန်မအဲ့လိုမျိုးလုပ်ခဲ့တာပေါ့နော်ဒီ signature design ဒီဟာကချင်နဲ့ထွက်ထားတယ်ဒါပေမဲ့ Rakhine စင်ဒီပေါ်မှာတင်လိုက်ရင်မလှတော့ဘူးဆိုလို့ရှိရင်ကျွန်မအဲ့ဒါမထုတ်သေးဘူးတင်ထားတာကျွန်မအဲ့ design pattern ကိုကြိုက်ပေမဲ့တင်ထားတာစိတ်ကူးထဲမှာဒါဒီလို design ထုတ်မယ်ဆိုပြီးပေါ်လာပြီးတော့မှအဲ့မှာ design စပြီးကျွန်မဆွဲတာအဲ့လိုဟုတ်